ကိုချစ်သူပဲတော့ပါစိတ်မချတတ်ပဲအရေးတကြီးကြီးစောင့်ကြည့်နေခြင်းသူတွေအတွက်ချစ်သူရဲ့တည်နေရာကို software မလို့ပဲခြေရာခံစောင့်ကြည့်နိုင်မဲ့နည်းလမ်းလေးရှိပါတယ်ဒီအတွက်သူ့ဖုန်းထဲမှာသူသုံးတဲ့ Gmail account တွေကအကောင့်တစ်ခုနဲ့အဲ့ဒါရဲ့ password ကိုတိထားဖို့တော့လိုပါတယ်အဲ့ဒီ account ကိုကိုယ့်ရဲ့ဖုန်းထဲမှာဝင်ထားလိုက်ပါဒါဆိုကျွန်တော်ဝင်ထားတဲ့ဟာပေါ့နော်ဒုတိယတစ်ချက်ကခုလိုသူ့ဖုန်းမှာ location အမြဲ on ထားပြီး internet ဖွင့်ထားဖို့တော့လိုပါတယ်သူ့တည်နေရာကိုစောင့်ကြည့်ဖို့အတွက်ဘာ app မှခံသုံးစရာမလိုပါဘူး Chrome ကိုတွားလိုက်ပါပြီးရင် Find My Device လို့ရိုက်ချလိုက်ပါခုလိုပေါ်လာလို့ရှိရင်ဒါလေးကိုနေမေးကိုချစ်သူနေရွေးထားလိုက်ပါသူ့ဖုန်းမျိုးစားပေါ်လာမယ်သူ့ဖုန်းကိုရွေးလိုက်လို့ရှိရင်တော့စပြီးတော့ tracking လိုက်ပေးနေပါပြီသူ့တည်နေရာကို search ချရာခံပေးနေပြီပေါ့နော်ဒါဆိုသူ့လက်ရှိတည်နေရာအသေးစိတ်ကိုပြပေးနေပါပြီ map ကိုဇွန်းရင်ဇွန်းအောင်လုပ်ပြီးတော့အနည်းဆုံးနေရာကိုရှာတွေ့မှာပါတကယ်လို့များမိတ်ဆွေလုပ်တဲ့အချိန်မှာအပေါ်ကလိုမဟုတ်ဘဲနဲ့ခုလိုပေါ်လာခဲ့ရင်တော့မေးနဲ့ password ကိုဒီနေရာမှာထပ်ထည့်ပေးလိုက်ပါနောက်ပြီးရင်တော့ Chrome ကနေအပေါ်မှာပြောထားသလိုအစဉ်တိုင်းလိုသွားလိုက်ရုံပါပဲအခုလက်ရှိသူ့တီနေရာကိုပြန်ပြီးတော့ကြည့်ကြည့်ကြအောင်ဒါဆိုလို့ရှိရင်ပထမနေရာနဲ့မဟုတ်ဘဲနဲ့တခြားနေရာရောက်နေတာပေါ့နော်အဲ့လိုအချိန်နဲ့အများစောင့်ကြည့်ရလွယ်ပါတယ်ချစ်သူတွေမှမဟုတ်ပါဘူးကိုစိတ်မချတဲ့အမေတို့အဖေတို့ပြင်သွားတဲ့ခါမျိုးတွေကိုကလေးတွေပြင်သွားတဲ့ခါမျိုးတွေဆိုလို့ရှိရင်ခုလိုမျိုးစိတ်ချလက်ချနဲ့စောင့်ကြည့်နိုင်ပြီပေါ့နော် Oh my god! Wow! ကဲမိတ်ဆွေတို့လည်းစမ်းကြည့်ပြီးလို့ရှိရင်အခြေအနေလေးကွန်မန့်မှာပြန်ပြောပေးထားခဲ့ပါအောင်နော်